Hello Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကျတော့ပေါ့နော်ဒါလေးဆိုလို့ရှိရင်ပလဲလေးပြပါမယ်ရှင်ဒါလေးကကျတော့ဘိတ်ပလဲလေးပေါ့နော်အရန်လာရယ်နော်သူကကျတော့ဒီအဖြူတက်ကြီးပဲမဟုတ်သူကအယောင်လေးပါတယ်အဲ့လိုပါလဲတက်ရောင်လေးပါတယ်ပေါ့နော်ဒါလေးကကျတော့တက်ရောင်လေးပါပါတယ်ရှင်အရန်လာရယ်နော်ဒါလေးဆိုလို့ရှိရင်အဲ့လိုမျိုးပါလဲကိုရီးယားစတိုင်ဖြစ်ပါပဲစတိုင်ဖြစ်အင်ဂျီဘလို့ရှိရင်လည်းဒါလေးဆွဲသွားလို့ဆိုရင်အရန်လာရဒါလေးဆိုလို့ရှိရင်တစ်ဆက်ကိုမှကိုတိန်လေးပါပဲရှင်ဒါလေးတစ်ဆက်ကိုတိန်လေးပါရှင်အရန်လာရနော်ဒါလေးဆိုလို့ရှိရင်တဘာဝနော်ဘိတ်ပလဲလေးပါရှင်ကြိုက်လို့ရှိရင်စီမာလာခဲ့ပါ Hello 小薇来了给你们看一下这个珍珠很好看哦，这是它颜色就是白玫瑰色的，颜色是白玫瑰色的，很好看的一个。然后呢，这些都是天然的哦，然后价格的话3200人民币，3200人民币哦，宝贝们。这些都是可以出证书的，这个珍珠也是，它的颜色是白玫瑰色的。白玫瑰色的这种的话，用搭配气泡穿也是很好看的。如果喜欢的话，可以来找小薇的哦。谢谢大家，宝贝们。